အားလုံးပဲမင်္ဂလာပါခင်ဗျာကိုတကောင်ကျွန်တော် channel ကနေတင်ဆက်ပေးတော့မှာကတော့ပကြီးအောင်ချောင်းဖျာသေးကိုပေါ်လာတဲ့ပုံနာကြီးနဲ့အချင်းသီလာကောင်းသောမွေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဘာယနေတီမြို့တော်ကြီးစီကိုသွားနေတဲ့လမ်းမပေါ်မှာပုံနာကြီးတယောက်ကလမ်းလျှောက်သွားနေပါတယ်။ပြိုးပုံနာကြီးဘယ်တော့ဗျ။အော်ဘင်းကြီးခေါ်ရလို့ပါဗျာ။ပုံနာကြီးနေကောင်းရင်နော်။ကောင်းပါဗျာကောင်းပါလမ်းမှာတွေ့သမျှလူတိုင်းကပုံနာကြီးကိုမေးကြမှန်းကြနေမှုအဲ့လက်မကြီးရဲ့ဘေးမှာနေထိုင်တဲ့ပဒိန်ဆရာကြီးကပုံနာကြီးကိုစိတ်ဝင်စားမိပါတယ်။ဒီပုံနာကြီးကလူချစ်လူခင်တော်တော်ပေါ်တာပဲ။သူ့မှာဘာအဆောင်ကောင်းနေများရှိနေလို့ပါလေ။သူ့ကြည့်တော့လေဘာမှမထူးကြပါဘူး။တာမန်ပုံနာပြီလို့ပါပဲ။ဒီလိုနဲ့နေ့စဉ်ရက်ဆက်သူ့ရဲ့အိမ်ရှိကနေပြတ်သွားတဲ့ပုံနာကြီးကိုမြင်တွေ့တဲ့အခါမှာတော့သူ့ရဲ့သိကျင်စိတ်ကိုမမျိုးသိမ့်နိုင်မင်းနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကိုမေးမြန်းမိပါတော့တယ်။အဲ့ဒီပုံနာကြီးကဘဲကလေးဗျမနဲ့ဆိုရင်ကျွန်တော်အိမ်ရှိကနေအမြဲဖြတ်သွားတယ်။အဲ့ဒါသူ့ဘဲကိုသွားလဲဆိုတာခင်ဗျားတို့သိကြလား။ပြီးတော့တွေ့သမျှလူတော်တော်များများကလည်းသူ့ကိုချစ်ခင်လေးစားကြတယ်နော်။ပရိသတ်ရဲ့စကားကိုနားထောင်ပြီးသူ့ရဲ့မိတ်ဆွေများကပြုံးကြပါတယ်။ရောင်းရင်ကခုမှသိတာဟုတ်ဗျ။အဲ့ဒီပုံနာကြီးကဝိတ္တာစားတာတာမန်ဆိုပေမဲ့တကယ်ပညာရှိကြီးဗျဘေးချင်းပညာနှက်ခတ်ပညာတွေကိုလည်းတစ်ဖက်ကန်းခတ်တက်မြောက်တဲ့ပုဂ္ဂိုလ်ကြီးလေတိုင်းရင်ပြည်ဟာကိစ္စတွေဆိုလဲဘရင်မင်းမြတ်ကတော့သူ့စီမှာအကြံဉာဏ်တွေကိုယူရတာသူ့စီကနေပညာတွေကိုသင်ယူနေကြတဲ့တပည့်တွေလည်းအများကြီးဆိုပါတော့ဗျာ။အော်ဒါကြောင့်သူ့ကိုတွေးတဲ့လူတိုင်းကတလေးတစားနဲ့နှုတ်ဆက်မိမြန်းကြတာဟုတ်တို့ခါကြမှာပရင်းဆရာလေးသူသိကျင်တာကိုသိလိုက်ရတဲ့အတွက်ကြောင့်ခြေနဲ့သွားပါတယ်။ထို့အတူပဲလူများကဲ့သို့ပင်သူလည်းပုံနာကြီးကိုလေးစားကြည်ညိုသွားမိပါတော့တယ်။နောက်တစ်နေ့မနက်ပုံနာကြီးလာနေတာကိုမြင်တဲ့အခါမှာတော့နှုတ်ဆက်လိုက်ပါတယ်။အလိုပုံနာကြီးပါလား။နေကောင်းရဲ့လားနော်။အော်ကောင်းပါတယ်ဗျာကောင်းပါတယ်။ကျွန်တော်အိမ်မှာခဏနားရင်းနဲ့ရေနွေးချမ်းလေးနဲ့လက်ဖက်ကိုသုံးဆောင်ပါအောင်။လာပါပုံနာကြီးရဲ့ပုံနာရဲ့ဖိတ်ခေါ်မှုကြောင့်ပုံနာကြီးလည်းအိမ်ထဲကိုလိုက်ပါလာခဲ့ပါတယ်။အိမ်ထဲကသုံးဆောင်ပစ္စည်းတွေကိုတွေ့မြင်တဲ့အခါမှာတော့အော်မောင်ရင်ကဗရင်ဆရာတယောက်ကိုဟုတ်ပါတယ်ပုံနာကြီးဘာကိုမြင်တာနဲ့ဘာဆိုတာကိုတက်ကနေပြောနိုင်တဲ့ပုံနာကြီးကတကယ်ပဲထင်ရှားကြော်ကြားစိတ်ပါတယ်ဗျာ။စားပါပုံနာကြီးကျွန်တော်ကိုလည်းမိတ်ဆွေရင်တယောက်လိုသဘောထားပါရွှေပရင်ဆရာလေးပုံနာကြီးကိုချီးကျူးစကားဆိုပြီးရင်နှွေးချမ်းတဲ့လက်ဖက်ကိုတဲခင်းအခမ်းပါတယ်လိုအပ်တာများရှိခဲ့ရင်လည်းတင် जा ပြသပေးပါအချိန်ငယ်ကြာပြီးရင်နောက်မှာတော့ကဲရွှေနှန်းတော်စီဝင်ရအောင်ပါမို့အချိန်မလင့်ခင်သွားလိုက်ပါဦးမင်းဟုတ်ကဲ့ပါဗျာကောင်းပါပြီခင်ဗျာပုံနာကြီးထွက်ခွာသွားတဲ့နဲ့ရွှေပရင်ဆရာမှာအကြံတစ်ခုပေါ်သွားပါတယ်ပုံနာကြီးနဲ့ရင်းနှီးအောင်လုပ်ထားရင်ငါအတွက်အကျိုးရှိလာနိုင်တယ်ပရင်းဆရာကသူ့ရဲ့အကြံတိုင်းနေ့စဉ်ပုံနာကြီးအိမ်ရှိကနေပြတ်သွားတဲ့အခါမှာတမျိုးမဟုတ်တမျိုးခေါ်ယူကျွေးမွေးအခမ်းပါတယ်ပုံနာကြီးနဲ့ရင်းနှီးခင်မမှုကိုသိသွားတဲ့နန်းတွင်းသူနန်းတွင်းသားတို့ကရွှေပရင်ဆရာထံကိုရောက်လာကြပါတယ်ဟေးရွှေပရင်ဆရာကြီးကလက်ရအလွန်ကောင်းနေတဲ့ဟုတ်တယ်ပုံနာကြီးညွန်လို့ကျမတို့လည်းရောက်လာတာတဦးမြစ်တာတဦးစေတနာဆိုတဲ့အတိုင်းပုံနာကြီးကိုယင်းနှီးစွာဆက်ဆံခဲ့ခြင်းကြောင့်ရွှေရင်ဆရာကနန်းတော်မှာပေးရတဲ့ပစ္စည်းမျိုးစုံကိုလက်ခံရရှိပါတယ်။ဒီနေ့ပုံမကြော်ကြားလာတဲ့အတွက်ကြောင့်ရွှေရင်ဆရာကြီးကပုံနာကြီးကိုဟိုးရေခင်ကားတဲ့ပင်ဂယုစိုက်ပြုစုခဲ့ပါတယ်။ပုံနာကြီးရဲ့လမ်းညွှန်ပြသမှုကြောင့်ကျွန်တော်ဘိုးဘီတိုးတက်အောင်မြင်လာတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့ကကြာတဲ့အချိန်မှာတော့ပုံနာကြီးကအပြောင်းလဲဖြစ်ပျက်ဒီတစ်ခုကိုရွှေပရင်ဆရာကရင်ဆိုင်ကြုံတွေ့လိုက်ရပါတော့တယ်။သူ့ရဲ့ဆရာတဆူတစ်ဖွဲလေးစားမျက်နှာစွာနဲ့ကိုးကွယ်ခဲ့တဲ့ပုံနာကြီးကိုသူ့ရဲ့အိမ်သို့အချိန်မရွေးဝင်ထွက်သွားလာခွင့်ပေးထားခဲ့ပါတယ်။ပုံနာကြီးကရွှေပရင်ဆရာရဲ့အိမ်ကိုဝင်ထွက်သွားလာတာကိုပတ်ဝန်းကျင်မှာရှိတဲ့လူချင်းချင်းကလည်းတွေ့မြင်သိရှိထားကြတယ်။ထို့ကြောင့်ပုံနာကြီးကလည်းတစုံတရာတားဆီးခြင်းများပြောဆိုခြင်းများမပြုလုပ်ကြပါ။ဒီနေ့ရွှေပရင်ဆရာကြီးက
အိမ်နောက်ဘေးကမှအိမ်ရှိကိုပြန်ထွက်လာစဉ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မိမိကိုမိမိမယုံနိုင်လက်အောင်ပင်ဖြစ်သွားခဲ့ရပါတယ်ဟင်းဟုတ်ရဲ့လားဒါဘလို့ဖြစ်တာပါလဲထင်အောင်ဒီမှာဖြစ်သူမြင်များမှားတာလားဟုတွေးလိုက်မိပါတယ်သို့ပေမဲ့မမှားပါဘူးဘလို့မှလည်းလွဲချော်ခြင်းမရှိပါပရင်စပွဲပေါ်မှာရွှေတုံးကိုယူပြီးထွက်သွားသူမှာသူလွန်စွာအထင်ကြီးလေးစားရတဲ့ဆရာတဆူတပွဲကိုးကွယ်ထားတဲ့ပုံသားကြီးပဲဖြစ်ပါတယ်ဖျားလောကကြီးဘာတွေဖြစ်ကုန်ပါလဲဒီပစ္စည်းဟာမင်းကြီးအမိန့်နဲ့လက်ခံထားရတဲ့မင်းဗန္နာဆိုတာကိုပုံသားကြီးမသိလေရောသူ့လိုတိတ်ခါသမာဓိပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးကဘာဖြစ်လို့ဒီလိုလုပ်တာပါလဲရွှေပရင်ဆရာကတန်းတော်ဖြစ်ကပုံသားကြီးအတွက်မင်းပြင်းမင်းနဲ့အသိမိရေးကိုပါကြောက်ရွံ့မိပါတယ်ဘယ်လိုလုပ်ရပါမလဲဒီကိစ္စကိုသာဘရင်မင်းမြတ်တည်သွားရင်ပုံသားကြီးတော့မလွယ်ဘူးတကယ်လို့အခုနေငါအော်ပြောလိုက်မယ်ဆိုရင်လေအချက်ကလူတွေကဘူးမသိဘာမသိဝိုင်းပြီးနှိမ့်ဆက်ကြမှာသိကြတယ်ငါကြီးညိုလေးစားလာခဲ့တဲ့ပုံသားကြီးကိုဒီလိုဖြစ်အောင်ငါမလုပ်ရပါဘူးလေလူဆိုတာဘဝမှာတခါတော့လဲမှားတတ်ကြတာပဲငါမှရှိရရွှေတုံးနဲ့ပဲအစားထိုးလိုက်ပါတော့မင်းရွှေပရင်ဆရာကပုံသားကြီးအတွက်အကောင်းဘက်မှတွေးမြင်ပြီးကထိုကိစ္စကိုမိသူကိုမှအတိမပေးပဲထားလိုက်ပါတယ်ရွှေပရင်ဆရာကထိုကဲ့သို့အကြမ်းမြင်နဲ့အတိတရားရှိခဲ့ပါတော့လေပုံသားကြီးဘက်ကတော့စင်ကြင်မှုမရှိခဲ့ပါနောက်တစ်နေ့နန်းတော်မှာပြန်လာတဲ့အခါမှာလေအိမ်ထဲသို့ရဲတွင်းဆောင်ဝင်ရောက်ပြီးဟိုကြည့်ဒီကြည့်ကြည့်လိုက်ပါတယ်လူရဲအောင်မတွေ့ရတဲ့အခါမှာတော့စပွဲပေါ်မှာရွှေတုံးတုံးကိုကောက်ထဲပြီးခက်တီတီနဲ့အိမ်ပြင်ကိုထွက်သွားပါတော့တယ်ဟင်းဒီတကရွှေနှတုံးတောင်ယူသွားပါလားပရင်ဆရာကကြည့်နေရင်းနဲ့အခံရခတ်စွာကြံခဲ့ပါတယ်သို့တော်လည်းပုံသားကြီးနဲ့ပတ်သက်၍ရွှေနှတော်ကြီးမှာရနိုင်မဲ့အခွင့်အရေးများစွာကိုတွေးကအသာနေလိုက်ပါတယ်ဒီလိုနဲ့ပုံသားကြီးယူသွားတဲ့ရွှေတုံးတုံးကိုအစားရော်ပေးဖို့ဆုံးဖြတ်ရပြန်ပါတယ်ဤကဲ့သို့တစ်ချိန်မှတစ်ချိန်ထိသူ့ရဲ့တည်တဲ့မူကပုံသားကြီးအားဟန်တားရမရောက်ခဲ့ပါပုံမူ၍အတင်းရဲလာစေဖို့အတွက်လမ်းခင်းပေးနေသလိုဖြစ်ပါတယ်ထို့ကြောင့်ပင်နောက်တစ်နေ့မနက်မှာတော့ပုံသားကြီးကစပွဲပေါ်ရှိရွှေတုံးကိုကောက်ယူသွားပြန်ပါတော့တယ်လွန်သွားပြီကွာဒါကိုတော့ဘလို့မှလွတ်ပေးလို့ဖြစ်တော့ဘူးရွှေရင်ဆရာကတဲမခံနိုင်တော့ပါကဲဒီလောက်တောင်အတင်းရဲလာမှာတော့ဘာကုံတိတ်ခါမှလည်းထောက်မထားနိုင်တော့ဘူးတို့ဖြစ်၍လက်ကျုံးကောင်းကောက်ထိုး၍အော်ဟစ်ပြောဆိုလိုက်ပါတော့တယ်ဟဲ့ပုံသားပြက်မင်းကြီးအနန္ဒာရဲ့ရွှေတွေကိုခိုးယူသွားတာ၃ချိန်ရှိပြီမလုံလုံးဘူးလားအဲ့အတန်ကိုကြားလိုက်ရတာနဲ့တပြိုင်နက်တည်းမှာပဲအိမ်ကြီးချင်းများကဝိုင်းအောင်လာပါတယ်ဘာဖြစ်တာလဲဗျပုံသားကြီးကိုဘာလို့អော်တာလဲဟိုးဘာဖြစ်ရမလဲဗျဒီပုံသားကြီးကအကျင့်ပြက်ခိုးတခိုးကြီးဗျရွှေရင်ဆရာရဲ့စကားကြောင့်လူများကထိထိပြပြဖြစ်သွားပြီဟာဟဲ့လူပုံသားကြီးကိုခပြားမို့လို့အဲ့လိုပြောရင်းနေနော်မင်းပြစ်မင်းနဲ့အသိနေအောင်မင်းဟုတ်တယ်မောင်ရင်မင်းစကားကိုစင်ကျင်ပြောရင်ကောင်းမယ်မိတ်ဆွေတို့ပြောတာကိုကျုပ်သဘောပေါက်ပါတယ်ကျုပ်ပြောတာအမှန်နေပါဗျအမှန်တကယ်မင်းပြစ်မင်းနဲ့အသိမှာကကျုပ်မဟုတ်ဘူးဟောဒီကပုံသားကြီးပဲကဲရှင်းစားမအောင်ဗျာဘလို့အကြောင်းကြောင့်လဲအကြောင်းကတော့မင်းကြီးကိုယ်တိုင်အနန္ဒာရဲ့ရွှေတွေကိုခိုးယူတယ်လေအခုတစ်ချိန်နဲ့ဆိုရင်၃ချိန်ရှိပြီဗျဟိုမှာတွေ့လားသူ့လက်ထဲမှာရွှေတုံးဟာပုံသားကြီးကဒီလိုခိုးသလားမယုံနိုင်စရာပဲလားကွာထိုခါကျမှလူများလဲတန်းတော်ဖြစ်ရကစိတ်ဆိုးဒေါသထွက်ကုန်ကြပါတယ်ငါတို့မှာတော့ပုံသားကြီးကိုချီးမွမ်းလိုက်ရတာကွာငါကလေးကြီးလာရင်တော့မှသူ့စီအပ်မယ်လို့စိတ်ကူးထားတာအခုတော့တော်ပါပြီပညာရှိကြီးသူတော်ကောင်းကြီးဆိုပြီးလူတွေကတော့ကြီးညိုလိုက်ရတာဟမ်ဟုတ်ပါကွာအခုတော့မယုံနိုင်စရာတခိုးကြီးဖြစ်နေပါလားသွားစမ်းအလကားလူကြီးအချောင်သမားကြီးမင်းမန်နာကိုတော့ထိရဲတယ်ကဲကွာပြစ်မှန်ကိုသိလိုက်ရတဲ့လူအုပ်ကြီးကပုံသားကြီးကိုစိတ်မချုပ်တီးနိုင်ပင်ရိုက်ပုတ်ကန်ကြောက်ကြပါတယ်ထိုစဉ်မှာပင်ပုံသားကြီးရဲ့တပည့်ဖြစ်သူတွေကအပြေးလွှားရောက်လာကြပါတယ်ဟာဟေးဟဲ့လူတွေရက်စမ်းကျုပ်တို့ဆရာကြီးကိုဘာဖြစ်လို့ထိုးကျိတ်နေကြတာလဲတပည့်ဖြစ်သူများကမြေပြင်ပေါ်မှာလေးကျနေတဲ့ပုံသားကြီးကိုဝိုင်းဝန်းဆွဲထူကြပါတယ်ဟ
ဟာခင်ဗျားတို့လူတွေမှဟုတ်ကြရဲ့လားဘာဖြစ်လို့ကျုပ်တို့ဆရာသူတော်ကောင်းကြီးကိုအခုလိုပြုတ်မှုကြတာလဲဘလို့သူတော်ကောင်းကြီးဟုတ်လားလူအုပ်ကြီးကဟာတိုက်ရီမောလိုက်ကြပါတယ်အဲ့ဒီသူတော်ကောင်းကြီးပါဆိုတဲ့မင်းတို့ရဲ့ဆရာကြီးကအခုဘလို့ပြစ်မှုမျိုးကိုကျွလွန်ထားလဲဆိုတာမင်းတို့သိကြရဲ့လားဟေးကျုပ်တို့ဆရာကြီးကဘာပြစ်မှုကိုမှမကျွလွန်ဘူးဗျအေးဘယ်တော့မှမကျွလွန်ဘူးပေမဲ့အခုတော့ကျွလွန်နေပြီကွာမင်းတို့ရဲ့တိတ်တော်ပါတယ်ဆိုတဲ့ဒီပုံသားကြီးကမင်းမန္တာရွှေတွေကိုဒီရွှေပရင်ဆရာအိမ်ကနေခိုးယူသွားတော့ကွာသိရလားဗျာဘလို့ဖြစ်ရတာလဲဆရာကြီးရဲ့တပည့်များကလည်းထိုးခွာကြားမှာပုံသားကြီးကိုဖက်ပြီးငိုကြပါတယ်ဟုတ်ပါတယ်ဆရာကြီးရဲ့ဆရာကြီးလိုလူကဒီလိုဖြစ်เสียလားဗျာကဲဖေကြဟိဒီကိစ္စကိုမင်းကြီးကိုသိပေးမှဖြစ်မယ်ရွှေပရင်ဆရာကအော်ဟစ်ပြောဆိုလိုက်ပါတယ်အဲ့နောက်မှာတော့ပုံသားကြီးကိုချုပ်နှောင်ကနန်းတော်သူခေါ်ဆောင်လာခဲ့ကြပါတော့တယ်ပုံသားကြီးကလည်းမိမိရဲ့အပြစ်ရှိပါလေနဲ့မျက်နှာလေးတစ်ချက်တောင်မပြတ်ပါတစုံတစ်ခုသောအကြောင်းအရာကိုလေးနက်စွာတွေးတောတကယ်သူရှိနေပါတယ်ရိုက်ပုတ်ကန်ချောက်ချင်းရှုတ်ချပြောဆိုခြင်းတို့ကိုအိမ်တီမပြတ်ခံယူကရန်သူတွေရဲ့ဆွဲရာကိုအသာတကြီးနဲ့လိုက်လာခဲ့ပါတယ်တရားခံကိုချိန်ပြီးတစုတွေတဲ့နဲ့လန်ကီတနေရာမှာတော့အလမေသမားတွေနဲ့တွေ့ကြရပါတယ်အရှိကောင်းတဲ့နေရာတစ်ခုမှာတော့အလမေသမားတွေကအစိတ်ပြင်းလာတဲ့မွေကြီးတစ်ကောင်ကိုကစားပြနေကြပါတယ်သူတို့ကမွေကြီးရဲ့မိကိုလည်းဆွဲတယ်မွေကြီးရဲ့လေပင်ကိုလည်းညှစ်တယ်မိမိတို့ရဲ့လေပင်မှာလည်းရှစ်ပတ်ပြီးပြကုန်ပါတယ်ပုံသားကြီးကဤပြုတ်မှုကိုရှုမြင်ရတဲ့အခါမှာတော့မိမိရဲ့အဖြစ်ကိုပဲမေ့လျော့ကဟေးအမောင်တို့အဲ့ဒါလိုမဆွဲကြနဲ့အဲ့လိုကြမ်းနဲ့မကင်ကြနဲ့မွေကြီးကကလိုက်မှဖြစ်တင်းတို့ချက်ချင်းတေကုန်ကြလိမ့်မယ်ဟေးပုံသားပြက်ကြီးခမရဘာမှမပူစမ်းပါနဲ့ဒီမွေကြီးကအကျင့်သီလရှိပါတယ်ဗျပုံသားကြီးလို့မဟုတ်ပါဘူးအသင်ပုံသားကြီးသာသူများဥစ္စာကိုးယူမိလို့အခုလိုဖမ်းခံရတာမဟုတ်ပါလားဟုတ်ပါကွာဟာရှီမောလောက်ပြောင်းကြတဲ့လက်မင်သမားတွေရဲ့စကားဆုံးမှာတော့ပုံသားကြီးကတယောက်တည်းရေရွတ်ကတွေးတော့ပါတော့တယ်အေးသူတို့ရဲ့စကားကဟုတ်ပြီသားပဲလူကိုပြန်မကြိုက်တဲ့မွေကိုတော့မှတီလာရှိတယ်လို့ပြောကြရသေးတယ်အချင်းတီလာရှိတဲ့လူဆိုရင်တော့ဘာပြောစရာရှိတော့မလဲလူလောကကြီးတစ်ခုလုံးမှာတီလာအသာလေးအမျက်ဆုံးပါတကားတီလာထက်မြတ်တာရေလို့ဘာမှမရှိတော့ပါတကားသူ့စိတ်ကူးနဲ့သူရေရွတ်နေတာကိုဘယ်သူကမှသိကြမှာမဟုတ်ပါသွားစမ်းမှာကိုတိုင်ကမဟုတ်တာတွေလုပ်ပြီးသူများကိုသွားဆုံးမနေရသေးတယ်နန်းတော်ရှိကိုရောက်တဲ့အခါမှာတော့ရဲမက်များကရှေ့မှာတားဆီးလိုက်ပါတယ်ဟေးမင်းတို့ငါတို့ပုံသားကြီးကိုဘလို့လှုပ်လာကြတာလဲပြောစမ်းဘရင်မန္တာကိုထိပါတဲ့အပြစ်သားမို့လို့ယခုလိုခေါ်ခဲ့ရခြင်းဖြစ်ပါတယ်ဟာဒါကအမှန်မေးလားအများသက်သေရှိပါတယ်မယုံရင်သူတို့ကိုမေးမြန်းနိုင်ပါတယ်ရွှေပရင်ဆရာရဲ့စကားကိုအများကလည်းဝိုင်းဝန်းထောက်ခံကြပါတယ်ဟုတ်ပါတယ်ပုံသားကြီးကအပြစ်ကျူးလွန်ခဲ့ပါတယ်ဘရင်မန္တာကိုဒီပုံသားကြီးခိုးတယ်သူ့အိတ်ထဲမှာသူခိုးယူထားတဲ့ရွှေတုံးရှိတယ်လူများရဲ့စကားကြောင့်ရဲမက်တွေကလည်းဝင်ခွင့်ပေးလိုက်ပါတော့တယ်နောက်ဆုံးမှာတော့ပြင်မရမင်းကြီးရှင်းမောက်ကိုရောက်ခဲ့ကြရာမင်းကြီးကအလွန်တရာတုန်လှုပ်သွားခဲ့ရပါတော့တယ်အလိုပုံသားကြီးဘလို့များဖြစ်လာကြတာတော့တန်တော်ဦးတင်ကြစမ်းမှန်လားပါပုံသားကြီးသည်အရှင်မင်းကြီးအနန္ဒာသောရှင်များကိုဗရင်အိမ်ထံမှခိုးယူခဲ့သည့်အမှုဖြစ်ပါသည်ဖေဟာဟဲဒါတကယ်ပဲလားငါကိုတော့နားကြများလွဲနေရသလားအမှန်ပါအမှန်တကယ်ပင်ဖြစ်ကြောင်းပါဖေဟာကျွန်တော်မျိုးသည်ပုံသားကြီးကိုလေးစားကြည်ညိုသဖြင့်ဆရာတဆူလိုသဘောထားခဲ့ပါတယ်သူ့အတွက်လည်းကျွန်တော်၏အိမ်ကိုတကားမရှိဓားမရှိအိမ်ကိုဝင်ထွက်စီကနေ့စဉ်အခန့်ပြုစုခဲ့ပါတယ်သို့ပေမဲ့ပုံသားကြီးကကျွန်တော်ရဲ့လေးစားယူသေးမှုကိုအလွဲသုံးစားလုပ်ခဲ့ပါတယ်ပုံသားကြီးကမင်းကြီးရဲ့ရွှေများကိုခိုးယူခဲ့ပါတယ်ဖေဟာတဲရိုင်းလိုက်လေချင်းအသည့်အလိမ်မှာဂုံတိတ်ခါနဲ့ပြည့်စုံတဲ့သူတယောက်ကဒီလိုရုံညံ့တဲ့အမှုကိုပြုရသလားအသင်ပုံသားကြီးဘာကြောင့်ဒီလိုအမှုမျိုးကိုပြုတာလဲအရှင်မင်းကြီးဒီလိုအမှုမျိုးကိုယ
ကျွန်တော်ပြုကျင်လုံးလို့ပြုရတာမဟုတ်ပါအရှင်မင်းကြီးရဲ့စိတ်အလိုကိုသိကျင်လို့သာဖြစ်ပါတယ်ဖေဟာပုံနာကြီးရဲ့စကားကြောင့်ဘရင်ကြီးစဉ်းစားသွားရပါတယ်ဘလို့ပုံနာကြီးရဲ့စကားကထူးဆန်းလာကြည်လားကဲပြောစမ်းမအောင်ဘာတွေများသိကျင်ရတာလဲမှန်လားပါဖေဟာအရှင်မင်းကြီးဟာတခြားပုံနာများထက်ကျွန်ုပ်ကိုပိုးပြီးမြောက်စားပါတယ်ကြည်ညိုမြတ်နိုးအားကိုအားထားပြုပါတယ်ဒါတွေကဘာကြောင့်လဲကျွန်ုပ်ဟာအမျိုးဆက်မြင့်မြတ်နေလို့လားဘီရင်သုံးပုံကိုတစ်ဖက်ကန်းခတ်တက်မြောက်လို့လားဒါမှမဟုတ်အကျင့်သီလပြေဝစင်ကြယ်လို့လားဒီလိုမျိုးမျိုးဖုံဖုံစဉ်းစားကြည့်ပေမဲ့ဘယ်ဘက်ကမှတိတိကျကျဖြေရှာလို့မရခဲ့ပါဘူးဒါကြောင့်ဘာလို့ကြည်ညိုနေဆိုတာကိုတိတိကျကျသိရအောင်လို့ယခုလိုလက်တွေ့စမ်းသပ်ကြည့်လိုက်ရပါတယ်ဒါမှလည်းကျွန်တော်သိကျင်တဲ့အဖြေကိုသိရမယ်လေစမ်းတဲ့နေရာမှာလေတော်ရုံနဲ့စမ်းသပ်လို့အရာထင်မှမဟုတ်ဘူးလို့တွေးမိပါတယ်ဒါနဲ့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးဘရင်ဗန္နာကိုခိုးယူစမ်းသပ်လိုက်ရတာပါပဲဒီလိုလက်တွေ့စမ်းကြည့်လိုက်တယ်ဆိုရင်ပဲအမျိုးဆက်မြင့်မြတ်တာတွေလည်းလာမကင်နိုင်တော့ပါဘူးဘရင်ကျန်းကန်တက်မြောက်တာတွေလည်းဘာအခါခွဲမှမပေးနိုင်တော့ပါဘူးအချင်းသီလပျက်စီးတာနဲ့တပြိုင်နက်တရားခံခိုးသားအဖြစ်နဲ့အရှင်မင်းကြီးရှေ့ကိုရောက်လာရပါတော့တယ်ဒါကြောင့်အရှင်မင်းကြီးကြည်ညိုမြင်လို့တာကသီလကြောင့်သာဖြစ်ပါတယ်လူလောကမှာသီလတာလည်းအမျက်ဆုံးဖြစ်ပါတယ်သီလထက်ပိုပြီးမြင့်မြတ်တာရဲလို့မရှိတော့ပါဘူးဒါကိုကိုယ်တိုင်ကိုယ်ကြသိလိုက်ရတဲ့အတွက်ကျွန်တော်မျိုးကြီးဝမ်းသာပြီးတည်ဖြစ်ရပါတယ်ဖေဟာကျွန်တော်မျိုးကြီးရွှေပရင်ဆရာအိမ်မှယူခဲ့မိသောရွှေတုံးများကိုလည်းပြန်လည်ပေးအပ်ပါရစီဖေဟာထိုခါကြမှာပဲဘရင်ကြီးလဲကျင်နေပြီးခွင့်လွှတ်ရပါတော့တယ်ပုံနာကြီးစမ်းတက်တာကအသက်နဲ့ကိုရင်းပြီးစမ်းတက်တာပဲကိုအေးပါငါကိုတော်မြင့်လဲခွင့်လွှတ်ရပေးတာပေါ့ကဲမောင်မင်းတို့လည်းအဖြစ်မှန်ကိုသိကြပြီမို့လို့ပုံနာကြီးကိုကောင်းကောင်းပြုစုလိုက်ကြပါတော့အေးလေပုံနာကြီးရဲ့အမျှော်မြင်ရှိမှုကိုငါကိုတော်အသိမှတ်ပြုပါတယ်ဘရင်မက်မက်ကပြောပြီးပလင်ပေါ်မှာထွက်ခွာသွားပါတော့တယ်အဖြစ်မှန်ကိုသိရှိပြီးမို့ရွှေပရင်ဆရာနဲ့အတူလိုက်ပါလာသူတွေကပုံနာကြီးကိုရှ िख ိုးတောင်းပန်ကြပါတော့တယ်ကျွန်တော်တို့အားလုံးကိုခွင့်လွှတ်ပါပုံနာကြီးရဲ့အိုကွယ်ရပါတယ်အဖြစ်မှန်ကိုမသိလို့ဖြစ်ရတဲ့မှုပါအားလုံးကိုခွင့်လွှတ်ပါတယ်ကွယ်ထို့နောက်မှာတော့ထိုပုံနာကြီးလည်းရွှေပရင်ဆရာရဲ့အိမ်ကိုရောက်မလာတော့ပါဟိမန္တာတော်ကြီးမှာရဟန်းသူတော်စင်ဖြစ်နေထိုင်လျက်ရှိကြောင်းကိုသာရွှေပရင်ဆရာကြားသိရပါတော့တယ်ကဲကလေးတို့ရင်ဒီဇက်တော်လေးကိုဖတ်ပြီးတဲ့အခါမှာတော့သူများဥစ္စာကိုခိုးယူမိလို့အများလေးစားယူသေးတဲ့လူပဲဖြစ်ဖြစ်အရိုက်အနှက်ဆဲဆူခံရတယ်ကွဒါကြောင့်လေကလေးတို့မှာသူများပစ္စည်းဥစ္စာကိုခိုးယူခြင်းမရှိကြဘဲအကျင့်သီလကောင်းအောင်လို့စ조사နေထိုင်ကြရမယ်နော်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဖျားစနီးဘက်တော်တွေကိုနားထောင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ရင်းနဲ့အားပေးခဲ့ကြပါအောင်ဗျာ